ဇင်ရိုင်းလေးကိုချင်းစီပြန်လေးချက်ပါမယ်ဇင်ရိုင်းလေးကင်ပြီးသားလေးတွေ့လို့အခုဒီစေးတန့်စင်ပြီးသွားပြီငပီလေးနည်းနည်းထည့်စားချုံမို့စနုံမို့လေးနည်းနည်းထည့်လေးထားလိုက်ပါမယ်မူလေးတွေရောပါဒီလေးတွေခဏလေးနှက်ထားလိုက်တော့ဖြူလေးရေဒီရောဒီရေဒီအစင်းလေးကနေကိုဆောင်းထားအဲ့ဒါထည့်ပြီးစီကဒီလေးချုံမို့စားဒီလိုနဲ့ထည့်ဒီကအပြင်ငါထည့်ပါမယ်ထုံခဏအုပ်ထားမယ်ဟောဟိုဘက်ဒီဘက်လမ်းပြီးတော့ဟိုဘက်ဒီဘက်လမ်းပြီးတော့ဒီလေးထည့်ဒီကငါအမြင့်ချင်းရည်လေးမကြီးချင်းရည်လေးနဲ့လည်းနည်းနည်းပဲထည့်ခက်တန်လေးဖြစ်စီလေးလည်းပြန်လာပြီဆိုတော့နည်းနည်းလေးအုပ်ပြီးစီလေးပြန်လာရင်ရပါပြီ
အဲ့တော့မစင်ရိုင်းချက်ကလေးပါစင်ရိုင်းချိုင်းနဲ့ဒီနေ့ခဝဲသီးကြော်ကျင်တဲ့ချက်မဲ